မင်္ဂလာပါဒီဗီဒီယိုမှာတော့ပိတ်ရက်ရဲ့အချိန်ပိုရဲ့နှစ်စဉ်ခွင့်ရက်တွေရဲ့အကြောင်းပါဝင်ပါတယ်နောက်တစ်ခုကျတော့ဟိုတေကျူဂျစ်စုဥပဒေအရသတ်မှတ်ထားတဲ့ကျူဂျစ်စုအလုပ်ပိတ်ရက်တွေ毎週少なくても1回の休日を与えなければならないとされています。တစ်ပတ်ကို少なくてもအနည်းဆုံးတစ်ချိန်တော့休日ပေးရမယ်။ဒါဥပဒေအရသတ်မှတ်ထားတယ်။တစ်ပတ်မှာ9ရက်ရှိတယ်။9ရက်လုံးလုပ်လို့မရဘူး။တစ်ရက်ကတော့ပေးရမယ်။時間外労働休日労働時間外ဆိုတာကအချိန်ပြင်ပဆိုတာ残業ကိုပြောတာနော်။အဲ့ဒါ残業労働တွေ休日အလုပ်ပိတ်ရက်တွေမှာလုပ်ရတဲ့အလုပ်တွေနော်။အလုပ်ချိန်ပြင်ပမှာလုပ်ရတဲ့အလုပ်ပိတ်ရက်မှာလုပ်ရတဲ့အလုပ်時間外労働残業လို့ခေါ်မယ်။အဲ့ဒါက臨時の必要がある場合サブロクလို့ခေါ်တယ်36ကိုလေサブロクလို့ခေါ်တယ်サブロク協定労働基準法第36条に基づく労使協定の締結届出をした場合に可能で定められた割増賃金を支払わなければならないとされています。ဒါနည်းနည်းလေးခက်တယ်ကိုရင်းနဲ့အခုချိန်ဒီမဆိုင်ခဲ့တယ်လို့မျိုးနေခဲ့တယ်ဆိုလို့ရှိရင်အခုသိချပြန်ပြီးတော့မှတ်ပါအဲ့တော့အချိန်ပိုလို့အချိန်ပိုပေးရမှာပဲဆိုတာတော့သိထားတယ်ဒါပေမဲ့အလုပ်ခွင်တိုင်းကအချိန်ပိုပေးလို့မရဘူးအချိန်ပိုပေးလို့ချင်တယ်အလုပ်ချိန်ပိုခိုင်းချင်တယ်ဆိုလို့ရှိရင်အရင်ဆုံးအဲ့ဒီကုမ္ပဏီကအချိန်ပိုခိုင်းလို့ရတဲ့အခြေအနေဖြစ်ဖို့လိုတယ်အဲ့လိုလိုတဲ့ဟာဘာလဲဆိုတော့ဒီမှာတင်းကြီးဟစ်စီယောကအားတို့ပါယာယီလိုအပ်မှုရှိတဲ့အခါအမြဲတမ်းတော့အချိန်ပိုမရှိဘူးဟုတ်တယ်မလားအဲ့ဒီဘက်မှာ1ရက်တော့ရှိနိုင်တယ်တစ်လမှာ4-5ရက်တော့ရှိနိုင်တယ်အဲ့လိုမျိုးတင်းကြီးယာယီလိုအပ်မှုရှိတဲ့အခါမှာဘာလို့ရလဲဆိုတော့စာမှုတော့ကျော်တင်ဆိုတဲ့ဟာနော်36သဘောတူညီချက်ဆိုတဲ့ဟာလေးရှိတယ်သူကဒါအများကြီးတခြားမသိလို့ရှင်တော့မှဒီမှာရေးထားတဲ့အတိုင်းပဲအလို့တမဆက်နှုံဥပဒေအပိုက်36ကိုအခြေခံထားတဲ့အလုပ်ရှင်လုပ်သမားသဘောတူညီချက်ဆိုတဲ့စာချုပ်ကိုချုပ်ပြီးတော့အဲ့ဒါကိုအလုပ်သမားရုံးကိုတင်ပြရမယ်အဲ့လိုမျိုးတင်ပြပြီးမှဇန်ကျော်ခိုင်းလို့ရမယ်ပြီးလို့ရှိရင်ဇန်ကျော်ရလုပ်လို့တဲ့ခါမှာသတ်မှတ်ထားတဲ့ဝါရီမရှိချင်းကင်းဒါလေးကတတိထားပြီးတော့ချက်ပါဝါရီမရှိချင်းကင်းဆိုတာကအချိန်ပိုအတွက်တိုးမြင့်လောက်အခဟုတ်တယ်မလားဟိုတနာရီကိုပုံမှန်1000ရတယ်ဆိုလို့ရှိရင်အချိန်ပိုလောက်လို့ရှိရင်1250ရရမယ်လေ25ရာခိုင်နှုန်းနဲ့ထပ်ပေးရမယ်အဲ့ဒါဟာကိုရာခိုင်နှုန်းနဲ့ထပ်ဟာကိုဝါဒီမရှိချင်းကင်းလို့ခေါ်တယ်ပြောရင်တော့25ရာခိုင်နှုန်းပေါ့နော်အဲ့ဒီနဲ့အထက်ရှီဟာရာဝါနာခဲ့တဲ့ဘာနာရာနိုင်とされていますအဲ့ပုံမှန်ရိုးရိုး残業ဆိုလို့ရှိရင်ဝါဒီမရှိချင်းကင်းတခြားပေးရမယ်臨時の必要がある場合とは災害の復旧工業です。ယာယီလိုအပ်မှုရှိတဲ့အခါဆိုတာကဘယ်လိုမျိုးတွေလဲဆိုတော့災害の復旧工業ဖြစ်ပါတယ်တဘာဘေးအနေနဲ့ပြန်လဲပြင်ဆင်ဖို့လိုတဲ့စောက်လုပ်ရေးတွေလုပ်ထည့်တာဖြစ်ပါတယ်တဲ့ဝါဒီမရှိလိစုတိုးမြင့်လောက်အခါက数条残業で25%以上နော်ခုနပြောသွားတဲ့အတိုင်းပဲပုံမှန်အလုပ်ချိန်တဲ့အချိန်ပိုက25ရာခိုင်နှုန်းနဲ့အထက်休日出勤ပေးရမှာဆင်းရမယ်ဆိုလို့ရှိရင်35ရာခိုင်နှုန်းနဲ့အထက်ရှင်ရဇန်ကျော်ညပိုင်းညဆိုင်စင်တာလေရကင်းဆိုပြီးခေါ်ကြတယ်အဲ့ဒါရှင်ရဇန်ကျော်လို့ခေါ်တယ်ညပိုင်းချိန်ပိုအတွက်ဆိုလို့ရှိရင်25ရာခိုင်နှုန်းနဲ့ထက်ဖြစ်ပါတယ်အဲ့ဒီရာခိုင်နှုန်းလေးကတော့တိကျပြီးသားဖြစ်မှာပါပုံမှန်ဆောင်ကျော်ဆိုရင်25 QG စုမှာဆင်းနေဆိုရင်35နဲ့ထက်ညဆိုင်ဆင်းနေဆိုရင်25ရာခိုင်နှုန်းနဲ့ထက်はい時間外労働時間の上限時間は1月につき45時間1年につき360時間となっています
အလုပ်ချိန်ပြင်ပအလုပ်လုပ်ရတဲ့အလုပ်ချိန်တွေကတဲ့အများဆုံးပြောရင်အချိန်ပိုပေါ့နော်အများဆုံးသတ်မှတ်ချက်ကတစ်လမှာ45နာရီတစ်နှစ်မှာ360နာရီပဲရှိရမယ်အဲ့ထက်ကျော်လို့မရတစ်လကိုအချိန်ပိုနာရီ60လောက်တယ်တော့ဘာလို့လုပ်လို့မရအောင်တစ်လမှာအချိန်ပို45နာရီတစ်နှစ်ဆိုရင်စုစုပေါင်း360နာရီပဲရှိရမယ်この上限規定は建設業においては2024年4月からスタートしますが、長時間労働による健康被害の防止のため、2024年に待たずに対応することが推奨されています。ဥပဒေနော်ဒီခုနပြောတဲ့ဇောင်ကျော်ဥပဒေနဲ့ပတ်သက်ပြီးတော့2024လပိုင်းအနေပြီးတော့စပြီးတော့ကျင့်သုံးနေဆိုပေမဲ့လည်းဒီဆောက်လုပ်ရေးလုပ်ငန်းမှာပေါ့နော်ကျမရေးထိခိုက်နိုင်တဲ့အတွက်ကြောင့်မလို့2024မဆောင်တော့ပဲနဲ့စပြီးတော့အကောင့်ထဲပေါ်ဖို့ကြံပြထားဒီစာအုပ်ကနည်းနည်းလေးနောက်ကျအရင်2024မတိုင်ခင်ထုတ်ခဲ့တဲ့စာအုပ်နေမှာပေါ့အဲဒါကြောင့်ဒီလိုမျိုးပါထားတာတော့မိခုမှပါလာနိုင်စရာဆိုလို့ရှိရင်ဒီ2024လောက်ကနေစတယ်ဆိုတဲ့ဟာပဲပါလာနိုင်တယ်နော်အဲ့ဒါလေးတော့တစ်ချက်ခုနဲ့လေးဥမှာပါနောက်တစ်ချက်ကျတော့ Nanji UQQ ကနှစ်စဉ်လာစာပေးတဲ့ခွင့်ရဲ့နော် UQUQ ဆိုပြီးတော့ပြောကြတယ်လေအဲ့ဒါက UQQ ကဆိုတဲ့အတူခောက်ကိုပြောတာNanji UQQ က雇い入れの日から起算して6ヶ月間継続勤務し全労働日の8割以上出勤した労働者に対して10労働日の年次有給休暇を与え1年間継続するたびに1労働日が加算され2年6ヶ月経過後は1年継続するたびに2労働日が加算され20労働日が上限です。နည်းနည်းလေးခက်ပေမဲ့ဒါလေးတော့သိထားဖို့လိုတယ်။ကျွန်တော်တို့ UQ လို့ချင်တဲ့ UQ မရှိဘူးလားဆိုတဲ့ဟာမျိုးတွေမကြာခဏဖြစ်ကြလိမ့်မယ်။အဲ့တော့အလုံးစားဝင်တဲ့ရက်ကနေပြီးတော့နော်ရာတော်ကြီးတဲ့ဟိအလုံးစားပြီးတော့ခံတဲ့ရက်ကနေပြီးတော့တွက်လိုက်တာ6လတစ်ဆက်ထဲလောက်တာခေးဆိုခုခေးမျိုးနော်တစ်ဆက်ထဲကြားထဲမှာခဏထွက်သွားပြီးတော့နောက်တစ်ခေါက်ပြန်ဝင်တာမျိုးမဟုတ်ဘူး6လတောက်လျှောက်ဆက်တိုက်ကိုပြောချင်တာအလုံးလုံးလိုက်ပြီးလို့ရှိရင်တဲ့အလုံးအဲ့ဒါအပြင်အလုံးရက်အားလုံးရဲ့80ရာခိုင်နှုန်းအလုံးတက်ရက်80ရာခိုင်နှုန်းအထက်အလုံးတက်ခဲ့ရင်ရှုကင်းလုပ်ခဲ့ကြတယ်မှာနားရက်တည်မရှိဘူး80ရာနားရက်ရှိပေမဲ့လည်း80ရာခိုင်နှုန်းအောင်မရောက်ဘူးပေါ့နော်အဲ့တော့လုံးတင်လဲတခြားတက်ရင်ပေါ့ကွယ်အဲ့တော့ဒီကရှိရမှာဟာချီဝါဒီဆိုတာ80ရာခိုင်နှုန်းကိုပြောတာအဲ့ဒါထက်ရှိတဲ့သူ6လကျော်ရမယ်အလုံးတက်ရက်80ရာခိုင်နှုန်းရှိတဲ့သူဆိုလို့ရှိရင် UQQ ကပဲနှစ်ရက်ရလဲဆိုတော့10ရက်ရတယ်ဂျူရိုတို့ပြီနော်မထိုးကခံရတယ်ပေါ့နော်အဲ့လိုပဲတစ်နှစ်တောက်လျှောက်လောက်သွားတိုင်းတစ်နှစ်ကျော်သွားတိုင်းတရက်ထပ်ပြီးတော့တိုးတယ်အဲ့တော့နှစ်6လလောက်လုပ်ပြီးဆိုလို့ရှိရင်ဒီ2ရက်ထပ်ပြီးတော့တိုးတယ်ဆိုတဲ့ပေါ့အဲ့တော့အများဆုံးရက်ပေါင်း20ရမယ်အဲ့တော့ဘာတွေကိုပြောချင်တာလဲဇယားလေးကိုကြည့်ရအောင်金属年数နော်တစ်ဆက်ထဲလောက်တဲ့နေ့ရအတွက်3.5နှစ်ဆိုတော့6လခုနပြောတဲ့ဟာနော်6လအလုံးရင်10ရက်ရမယ်ဖူယောနီစုနော်ရတဲ့ရက်ကိုပြောတာသူတို့ပေးတဲ့ခွင့်ရက်10ရက်ရမယ်တစ်နှစ်နဲ့5လလောက်ပြီးဆိုရင်17ရက်ဖြစ်မယ်2နှစ်နဲ့5လဆိုရင်12ရက်3နှစ်နဲ့5လဆိုရင်14ရက်4နှစ်နဲ့5လ16ရက်5နှစ်နဲ့5လ18ရက်6နှစ်နဲ့ထပ်ဆိုရင်ရက်ပေါင်း20အဲ့ထက်တော့မကျော်ဘူးလို့ပြောချင်တာまた有給休暇が使わないで使用者による有給休暇の買い取りは違法とされていますဒါလေးကိုထူးသတိထားမယ်有給休暇ကသုံးရမယ်မသုံးလို့မရဘူးနော်အဲ့လိုမသုံးမဲနဲ့အလောက်ခတ်တဲ့လူကအဲ့ဒါတွေကိုနင်တို့ရောင်းပေးမယ်ဆိုပြီးတော့
ဝယ်တာမျိုးက e-ho ဖြစ်တယ်တရားမဝင်ဘူးအလုပ်တွေရမ်းများနေတယ်နင်မနာနဲ့တော့ကွာ UQ မသုံးနဲ့တော့အဲ့ရက်တွေထွက်ငါပတ်စံပေးမယ်ဆိုပြီးတော့ပြောရင်လည်းလုပ်လို့မရဘူးအဲ့ဒါ e-ho ဖြစ်ပါတယ်တတိထားပါ